ကျွန်တော်စီရောက်ရမယ့် နိုဘူးတွေဘာလို့အမြဲပြောင်းနေရတာလဲဆိုတာကျွန်တော်အမြဲစဉ်းစားလို့မရဖြစ်နေခဲ့တာဒါပေမဲ့တနေ့မှာတော့ကျွန်တော်အမြဲမှနေကြနိုမျိုးစားအတိုင်းအတိအကျကိုကျွန်တော်အိမ်ကြီးချင်းအဖွားကြီးကတောက်နေတာကိုတွေ့လိုက်ရတယ်ဒါနဲ့ကျွန်တော်လည်းစိတ်မချတာနဲ့ CCTV မှတ်တမ်းကိုပြန်ကြည့်လိုက်တော့မှဟုတ်နေပြီဗျာဒီဘွားကြီးကမနေ့တိုင်းကျွန်တော်ရဲ့နိုးတက်တာတွေကနိုဘူးတွေကိုခိုးယူနေတာပဲဒါနဲ့ကျွန်တော်လည်းနို့ကုမ္ပဏီကိုဖုန်းဆက်ပြီးနိုဘိုးကိုအိမ်ရောက်ငွေချေစနစ်ပြောင်းလိုက်တော့မှနို့တွေမပြောက်တော့ပဲအေးဆေးသွားတာဒါပေမဲ့ရက်အနေငယ်ကြာမှာတော့လက်နက်ကင်ရဲတွေကျွန်တော်တိုက်ခန်းထဲကိုအတင်းဝင်ရောက်စီးနင်းလာပါတော့တယ်လက်မြောက်ထားတဲ့တကယ်တော့ကျွန်တော်ဒီတိုက်ခန်းမှာနေလာတာ6လကျော်ပြီးမနေ့ကမှနည်းနည်းလေးပိုအိတ်ချင်တာနဲ့နို့ကိုအိမ်ရောက်ပို့ခိုင်းထားတာပါနို့ပို့တဲ့လူကမနေ့6နာရီမတိုင်ခင်ကျွန်တော်တကားရှိကတက်တာတဲ့ကိုလာထည့်ပေးသွားလေးရှိတယ်ကျွန်တော်ကတော့ပုံမှန်9နာရီခွဲလောက်မှနိုးပြီးနို့ဘူးသွားယူတာဒါပေမဲ့ယူတိုင်းတက်တာကအမြဲတမ်းပလာဖြစ်နေတယ်အစကတော့နို့ပို့တဲ့လူမေးသွားတာနေမှာပါဆိုပြီးသူ့ကိုဖုန်းဆက်မေးကြည့်သေးတယ်သူကတော့အသေးချာကိုညင်းတာပဲကျွန်တော်တေချာပို့ခဲ့တာပါဗျာဒီလမ်းကြောင်းပေါ်မှာပို့လာတာ3နှစ်ရှိပြီကျွန်တော်လုံးဝမမနိုင်ဘူးတဲ့ကျွန်တော်လည်းအဲ့ဒီတုန်းကတိတ်ရေးတီဘူးမစင်စားမိဘူးအိမ်ကြီးချင်းကကလေးတွေနောက်နေတာဖြစ်မှာပါလို့ပဲထင်ခဲ့တာဒါပေမဲ့တပတ်လုံးနိုးတက်တာထဲမှာနို့တစ်ခါမှရှိမနေခဲ့ဘူးအဲ့ဒီမှာကျွန်တော်တော်တော်လေးဒေါသထွက်လာပြီးဒါနဲ့နို့ပို့တဲ့လူကိုဖုန်းထက်ဆက်ပြီးမနှက်ပြန်နိုးလာပို့ပြီးတာနဲ့ကျွန်တော်စီချက်ချင်းစာပို့ပေးပါလို့ပြောလိုက်တော့သူကလည်းချက်ချင်းသဘောတူခဲ့တယ်နောက်နေ့မနက်မှာတော့ဖုန်းတုံခါတန်းကြောင့်ကျွန်တော်နိုးလာတယ်မနက်6နာရီတောင်မထိုးသေးဘူးသူကနို့ပို့ပြီးပါပြီဆိုတဲ့တပ်ပုံမှာပို့ပေးထားတယ်ကျွန်တော်ကတင်ဘော်ကနေဝုန်းခန်းနဲ့ထပ်ပြီးတကားစီအပြေးလွှားသွားဖွင့်လိုက်တယ်တစ်တာကိုဖွင့်ကြည့်တော့ဟာဗလာပဲစစ်ကြက်လန်းကလူသွားရင်လင်းတဲ့မီးချောင်းကလင်းနေတော့မှရှိသေးတယ်လို့လေထဲမှာလည်းဆက်ပြန်နှံတင်းတင်းလေးကြံနေသေးတယ်ဆိုလိုတာကကျွန်တော်စီစာဝင်လာပြီးစက္ကန့်ပိုင်းအတွင်းမှာတင်တယောက်ကနို့ဘူးကိုလာယူသွားတာပေါ့ဒီတခိုးကိုဖမ်းဖို့အတွက်ကျွန်တော် online ကနေ CCTV တစ်လုံးမှပြီးတကားပေါ်ကတောင်းမှမမြင်ရအောင်တေချာဖြောက်ပြီးတက်လိုက်တယ်ဒါပေမဲ့တကားဝါနဲ့တစ်ဖက်ကစင်ကြက်လန်းကိုတော့အရှင်းသားမြင်နေရတာပေါ့ဖုန်းထဲမှာလည်းအခသွင်းပြီးလှုပ်ရှားမှုရှိရင်အချက်ပေးဖို့လုပ်ထားလိုက်တယ်အားလုံးအစင်သစ်ဖြစ်သွားတော့ကျွန်တော်တော်တော်လေးစိတ်လှုပ်ရှားနေပြီးဘယ်သူကများကျွန်တော်တို့တပူးလေးကိုဒီလောက်တောင်ဆွဆွလန်းလန်းခိုးနေတာလဲဆိုတာသိချင်လာပြီးနောက်နေ့မနက်9:50လောက်မှာဖုန်းကတုံခါလာတယ်လှုပ်ရှားမှုရှိတယ်ဆိုတဲ့အချက်ပေးတယ်ပဲကျွန်တော် APP ကိုချက်ချင်းဖွင့်ကြည့်လိုက်တော့ကုန်းကွာပုံရိပ်တစ်ခုကိုတိုက်ရိုက်ထုတ်လွှင့်နေတာတွေ့လိုက်ရတယ်ကျွန်တော်သူ့ကိုချက်ချင်းမှတ်မိလိုက်တယ်အဲ့ဒါကျွန်တော်ဘေးအိမ်ကအဖွားဝင်ပဲသူကအငိမ့်စားယူထားတာအမြဲတမ်းဖော်ရွေရှိတဲ့သူကျွန်တော်ဒီကိုစပြောင်းလာတော့ကတော့သူကအကောင့်ညှင်းထုတ်တွေလာပေးသေးတာတခုကသူဖြစ်နေလိမ့်မယ်လို့ကျွန်တော်အိမ်မက်တောင်မမှတ်ဘူးဖုန်းစကရင်ပေါ်မှာသူကအိယာဝင်ဝတ်စုံကြီးနဲ့စပင်တွေကလည်းဖီယိုဖီရဲ့မျက်နှာတစ်ဝက်လောက်ဖုံးထားတဲ့မက်အကြီးကြီးကိုလည်းတက်ထားသေးတယ်ကျွန်တော်တကားရှိကိုရှောက်လာပြီးကျွမ်းကျင်နေတဲ့လက်တွေနဲ့နိုးတစ်တာကိုဖွင့်လိုက်တယ်ဘဲကြီးညာကြီးနဲ့ဘယ်သူမှမရှိတာတေချာပြီးဆိုမှနိုးဘူးကိုခက်မြန်ယူပြီးသူ့အခန်းထဲပြန်ဝင်သွားတော့တာပဲတခုလုံးမှစက္ကန့်20တောင်မကြာဘူးကျွန်တော်ဖုန်းစကရင်ကိုကြည့်ပြီးကြောင်အန်းကြီးဖြစ်သွားတယ်အုံနောက်ကလုံးဝရက်တန့်သွားတယ်လို့ပဲအဲ့ဒီနောက်ဗီဒီယိုကိုပြန်ရေးကြည့်လိုက်တော့တခုသတိထားမိတယ်အဖွားဝန်ကကင်မရာဘယ်နားမှာရှိလဲဆိုတာကိုသိနေပုံရတယ်သူကကင်မရာကိုတမင်ရှောင်နေတာမတ်တက်ထားတာလည်းအခုမှအတိတ်ပဲရှိသွားပြီးသူကသူ့မျက်နှာကိုတမင်ဖုံးထားတာပဲဒါဟာခိုးယူမှုမှန်သူတိတိကြီးနဲ့လုပ်နေတာကျွန်တော်ရင်ထဲမှာဒေါသတွေတလိမ့်လိမ့်တက်လာတယ်ဖုန်းကိုလည်းတင်းနေအောင်စုပ်ကင်ထားမိတယ်ကျွန်တော်ကခမားကိုမိသားစုလိုဆက်ဆံခဲ့တာခမားကတော့ကျွန်တော်ကိုလူအမတ်နဲ့ကစားခဲ့တာပေါ့ဟုတ်လားဟုတ်ပါတယ်ဒါကနို့တပူးလေးပါဒါပေမဲ့ဒါကိုဒီတိုင်းလွတ်ပေးဖို့တော့ကျွန်တော်စိတ်မကူဘူးကျွန်တော်မှဗီဒီယိုတက်တဲ့အထောက်ထားရှိနေပြီပဲဒါပေမဲ့သူ့ကိုတက်သွားပြောဖို့ကြတော့ကျွန်တော်တိုးဆုံနေမိတယ်သူကကျွန်တော်အိမ်ကြီးချင်းလေနေ့တိုင်းလဲတွေ့နေရတာပြီးတော့သူကအသက်လဲကြီးပြီးတခုခုပြင်းပြင်းထန်ထန်ပြောလိုက်လို့နှလုံးရက်သွားတာမျိုးဖြစ်ရင်ဘယ်လိုလုပ်မလဲဒါနဲ့ပဲကျွန်တော်သူ့ကိုနောက်ဆုံးခွင့်ရေးတစ်ချိန်ထပ်ပေးဖို့ဆုံးဖြတ်လိုက်တယ်နောက်နေ့မှာတော့ကျွန်တော်မိုးမလင်းခင်ကလေးကနိုးနေခဲ့တယ်အိမ်ထဲမှာမီးတွေအကုန်ပိတ်အတန်မထွက်အောင်ခြေဖျားထောက်ပြီးအိမ်ရှိတကားစီသွားလိုက်တယ်တကားကမှန်ပြောင်းပေါက်ကနေအပြင်ကိုချောင်းကြည့်နေမိတာပေါ့စင်ကြံလန်းတစ်ခုလုံးကတော့မှောင်မဲနေတာပဲအဝေးကထွက်ပေါက်ပြတဲ့ဆိုင်းပုတ်ရဲ့အစိမ်းရောင်ပြီးမှိန်ပြလေးပဲရှိတယ်ကျွန်တော်စိတ်ရှည်လက်ရှည်နဲ့စောင့်နေလိုက်တာ10မိနစ်လောက်ကြာတော့နိုးပိုသမားရဲ့ရင်းနှီးနေတဲ့ခြေတံနဲ့နိုးပလင်းတွေတိုက်မိတဲ့အတန်ကိုကြားလိုက်ရတယ်အတန်ကတော်တော်လေးကိုပြတ်သားတာပြသူကျွန်တော်တကားရှိမှရက်လိုက်တဲ့အတန်ကိုကြားရတယ်တစ်တာကိုဖွင့်တဲ့နိုးဘူးကိုထည့်တယ်ပြီးတော့ပြန်ပိတ်လိုက်တယ်အဲ့ဒီနောက်သူနောက်တစ်ခန်းကိုဆက်သွားတယ်သူ့ခြေတံတွေပျောက်သွားတဲ့အထိစောင့်ပြီးမှကျွန်တော်တကားကိုဝုန်းကနေဆွဲဖွင့်လိုက်တယ်ဒါပေမဲ့အပြင်မှာဘယ်သူမှမရှိသလိုနိုးတစ်တာကလည်းဗလာပဲကျွန်တော်ကြောင်တောင်ကြီးရက်နေမိတော့တာပဲစိတ်ထဲမှာလည်းဘာမှစဉ်းစားလို့မရတော့ဘူးကျွန်တော်ကမှန်ပြောင်းပေါက်ကနေတစ်ချိန်လုံးချောင်းကြည့်နေတာလေဘယ်သူမှဖြတ်သွားတာကိုလည်းမမြင်မိဘူးဖုန်းကိုထုတ်ပြီး CCTV APP ကိုစစ်ကြည့်တော့လည်းဘာချက်ပေးတမ်းမှတတ်မလာဘူးဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲအဲ့ဒီအချိန်အတိအကျကဗီဒီယိုမှတ်တမ်းကိုပြန်ကြည့်တော့လဲအမောင်တူကြီးပဲဘာမှမရှိဘူးခဏလောက်စဉ်းစားနေပြီးမှအဖြေကခေါင်းထဲရောက်လာတယ်အဖွားဝန်ကကျွန်တော်ကင်မရာရဲ့ကွယ်နေတဲ့နေရာ blind spot ကိုသိနေတာပဲသူကတခြားဘက်ကလှေကားကနေလာတယ်ပြီးတော့ကင်မရာမမြင်ရတဲ့နေရာကနေဝှက်ပြီးသွားတယ်အဲ့ဒီနောက်အတန်မထွက်အောင်နိုးဘူးကိုမယူသွားတာပဲကျွန်တော်တောင်တွေးမိသေးတယ်သူကလှေကားထောက်မှာဝှက်ပြီးနို့ပိုသမားထွက်သွားမှာကိုစောင့်နေတာများလားလို့နို့ပိုသမားထွက်သွားတာနဲ့တပြိုင်နက်သူကလှုပ်ရှားတော့တာပဲကျွန်တော်တကားဖွင့်ဖို့ပြင်နေတဲ့စက္ကန့်ပိုင်းလေးအတွင်းမှာပေါ့ဒါကိုတွေးပြီးတော့ကျွန်တော်ကြက်တီးတောင်ထားသွားတယ်ဒါကတာမန်ခိုးတာမျိုးမဟုတ်တော့ဘူးတကယ်ကိုဆွဲလန်းနေတဲ့အဆင့်ပဲသူကအချိန်တွေကိုတွက်ချက်တယ်လမ်းကြောင်းတွေကိုစီစဉ်တယ်ဒါတွေအားလုံးကနို့တပူးတဲ့အတွက်ပဲလေသူကကျွန်တော်ရဲ့အချိန်စရာကိုတောင်အလို့ရနေတာ
ကျွန်တော်ကနေတိုင်းအချိန်ပိုဆင်းရတဲ့လူငယ်တယောက်ပါအချိန်တွေပိုရှမ်းနေတဲ့အငိမ့်စားအဖွားကြီးတယောက်ကိုဘလို့နီးနဲ့မှရှင်းနိုင်မှာမဟုတ်ဘူးအဲ့ဒီနေ့လေအလုတ်ကပြန်တက်လေကားထဲမှာအဖွားဝင်နေဆုံးတယ်သူကတော့ဈေးဝယ်ချင်းတောင်းကြီးကိုကင်ပြီးပြုံးရွှင်နေတာပဲကျွန်တော်ဝင်သွားတော့သူကတက်တက်ကြွကြွပဲနှုတ်ဆက်တယ်ဟဲတားပြန်လာပြီလားတဲ့ကျွန်တော်လည်းအတင်းပြုံးပြလိုက်ပြီးဟုတ်ကဲ့ဈေးဝယ်လာတာလားအဖွားလို့မေးလိုက်တယ်အေးကွယ်ဒီညသားဖို့အတွက်ကောင်းကောင်းလေးချက်ကျွေးမလို့တခါတလေအိမ်ကိုလာလဲဦးတော်တဲ့သူကကျွန်တော်ကိုအရန်နှွေးထွေးပြီးဂယုစိုက်တတ်တဲ့အဖွားတယောက်လိုကြည့်နေတာအဲ့ဒီလိုပြုံးနေတဲ့မျက်နှာကိုကြည့်ပြီးမနဲ့စောစောမတ်တက်နှုတ်ခိုးနေတဲ့သူနဲ့လုံးဝဆက်ဆက်လို့မရအောင်ပဲဒီမိမကြီးကတကယ်ကိုကြောက်ဖို့ကောင်းတာဗျာကျွန်တော်လည်းသူ့ကိုဆက်ပြီးလိုက်မကစားတော့ဘူးဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ထိတ်တိုက်ရင်ဆိုင်ဖို့ကြတော့လည်းမကောင်းဘူးလို့ခံစားရတော့မယ်သူကဒေါသကြီးနဲ့ငိုယိုပြီးပြဿနာရှာရင်ကျွန်တော်ဘက်ကရှင်းပြဖို့ခက်လိမ့်မယ်ရဲခေါ်ရင်တော့သူတို့ကအေးစစ်စစ်ပဲပြီးသွားအောင်လုပ်မှာအဲ့ဒီမှာကျွန်တော်တခုတတိယသွားတယ်ကျွန်တော်လုပ်နေတာတွေကလွဲနေတာပဲကျွန်တော်ရဲ့ရည်ရွယ်ချက်ကတခိုးတာကိုတက်တည်ပြဖို့မဟုတ်ဘူးကျွန်တော်ပတ်စံပေးထားတဲ့နှုတ်ကိုကျွန်တော်တောက်ချင်တာပဲလေသူကနှုတ်တက်တာကိုပဲပြစ်မှတ်ထားနေရင်ကျွန်တော်ကတက်တာကိုအလုပ်ပဲထားလိုက်ရင်ရောအဲ့ဒီအတွေးဝင်လာတာနဲ့ဖုန်းကိုချက်ချင်းကောက်ကင်ပြီးနှုတ်ကုမ္ပဏီကိုဖုန်းဆက်လိုက်တယ်နှုတ်ပို့တဲ့ပုံစံပြောင်းချင်လို့ပါလို့ပြောလိုက်တော့ဝန်ထမ်းကအကိုကျွန်တော်တို့စီမှာလဆင်ကျူပေးစနစ်ကပိုတန်ပါတယ်လို့ပြန်ပြောတယ်ဒါပေမဲ့ကျွန်တော်ကတော့အလျှော့မပေးပဲအိမ်ရောက်ငွေချေစနစ်ပဲလုပ်ပေးပါလို့အပြတ်ပြောလိုက်တယ်အဲ့ဒီလိုဆိုရင်တော့နေ့တိုင်းအကျွေးပြက်အစင်တင်ထားရမယ်ပြီးတော့နှုတ်ပို့သမားကမနက်ခင်းမှာအရန်လှုပ်ရှုပ်တော့အချိန်အတိအကျလာကောက်ဖို့မလွယ်ဘူးလို့သူကရှင်းပြတယ်ရပါတယ်ကျွန်တော်မနက်6နာရီနဲ့6နာရီခွဲကြားအမြဲတမ်းအိမ်မှာရှိနေမှာပါလို့ပြန်ပြောလိုက်တယ်ဖုန်းချလိုက်တဲ့အချိန်မှာရင်ထဲကအလုံးကြီးကျသွားတယ်လို့ပဲနောက်ဆုံးတော့စိတ်အေးလက်အေးနေရတော့မယ်ကျွန်တော်ဝန်ခံပါတယ်ကျွန်တော်ရှုံးနေခဲ့ပါတယ်ရီမန်းချက်တစ်ခုတည်းကိုစောက်ချလုပ်နေတဲ့မိမကြီးတယောက်ကိုကျွန်တော်မကြော်ဖြတ်နိုင်ခဲ့ဘူးဒါကြောင့်နှုတ်ကိုကာကွယ်ဖို့အတွက်အယိုးရှင်းဆုံးနဲ့အတုံးဆုံးနည်းလမ်းကိုပဲတုံးလိုက်တော့မယ်အိမ်ရောက်ငွေချေစနစ်ပေါ့နှုတ်ဖို့သမားရဲ့လက်ထဲကနေတော့သူအတင်းလူယူလို့မရတော့ဘူးမဟုတ်လားနောက်နေ့မနက်6နာရီတိတိမှာကျွန်တော်နိုးနေပြီးဂရင်ဘော်ကထအဲခန်းထဲကိုရှောက်သွားပြီးဆိုဖာပေါ်မှာထိုင်ဆောင်နေလိုက်တယ်6နာရီ15မိနစ်မှာတော့တကားကိုခက်ဖောက်ခောက်တန်ချလိုက်ရတယ်ကျွန်တော်သွားပြီးမှန်ပြောင်းပေါက်ကနေချောင်းကြည့်လိုက်တော့နှုတ်ဖို့သမားဖြစ်နေတာတေချာတာနဲ့တကားဖွင့်ပေးလိုက်တယ်အကျွေးပြက်ကိုသူ့လက်ထဲထည့်နှုတ်ဘူးကိုလှမ်းယူလိုက်တဲ့အချိန်မှာလက်ထဲမှာနှွေးခနဲ့ခံစားလိုက်ရတဲ့အထီးတွေကြောင့်မပြုံးမဲမနေနိုင်တော့ဘူးနေ့တိုင်းဒုက္ခရှာမိတယ်လို့ဖြစ်သွားတာအာနာပါတယ်ဗျာလို့ပြောလိုက်တော့သူကလည်းရပါတယ်ဗျာပြဿနာမရှိပါဘူးဆိုပြီးအာနာတယ်လို့လေးပြုံးပြပြီးထွက်သွားတယ်ကျွန်တော်တကားကိုပြန်ပိတ်တကားကိုမိပြီးငွေငွေလေးရှိနေသေးတဲ့နှုတ်ဘူးနွေးနွေးလေးကိုစုပ်ကင်ထားမိတယ်နှုတ်ဘူးကိုဖွင့်ပြီးတငုံကြီးတောက်လိုက်တဲ့အခါနှုတ်ရဲ့မွေးပြက်အိဆက်နေတဲ့အရာတာကပါဇက်ထဲမှာပြည့်နေသွားတာပဲအာဒီအရာတာကိုလွမ်းနေတာကြားပြီဗျာကျွန်တော်တို့မှထားတဲ့6လအတွင်းမှာတကယ်တောက်ခွင့်ရတာ9ချိန်ပဲရှိသေးတယ်အဲ့ဒီ9ချိန်လုံးကလည်းတော်တော်လေးကြိုးစားအားထုတ်ပြီးမှတောက်ခဲ့ရတာပါကျွန်တော်တို့ဘူးကိုကင်ပြီးရင်းပေါက်နာကိုရှောက်သွားလိုက်တယ်အပြင်မှာမိုးစင်စင်လင်းစားပြူနေပြီစောစောထားတဲ့သူတွေလည်းအောက်မှာလေးချိန်ကန်လုံနေကြပြီပေါ့ကျွန်တော် CCTV မှတ်တမ်းကိုဖွင့်ကြည့်လိုက်တယ်ဟုတ်နေပြီအဖွားဝင်ရောက်လာပြန်ပြီးအရင်တိုင်းပဲ mask ကြည့်တက်လို့သူကခြေပြားထောက်ပြီးကျွန်တော်တို့တစ်တာစီလျှောက်လာတယ်ပြီးတော့အကျင့်အတိုင်းတစ်တာကိုဖွင့်လိုက်တယ်အဲ့ဒီမှာတင်သူစက်ခနဲ့တုံသွားတာပဲသူ့ရဲ့တွန်းလိမ့်နေတဲ့လက်ကြီးနဲ့တစ်တာတွေကိုစမ်းကြည့်နေသေးတယ်နောက်ဆုံးတော့ဘာမှမရှိတာတေချာသွားမှတစ်တာကိုပြန်ပိတ်တယ်ပြီးတော့မယုံနိုင်တယ်လို့နဲ့ပြန်ဖွင့်ကြည့်ပြန်ရောဗလာပဲလေသူကတော့ဘာတွေမှသွားတာလဲဆိုပြီးစဉ်းစားမရတယ်လို့နဲ့အဲ့ဒီနားမှာကြောင်ရက်နေတာအတန်များမှကြတာလားဆိုပြီးလှေကားထောင်ထိသွားကြည့်သေးတယ်ပြီးတော့မှနို့လုံးဝမရှိတော့တာတေချာသွားပြီးမကြေမနက်နဲ့ပြန်ထွက်သွားတော့တာပဲဒါကိုကင်မရာကနေကြည့်နေရတယ်ကျွန်တော်ကတော့ပြုံးလို့မဆုံးတော့ဘူးစိတ်ထဲမှာလည်းတော်တော်လေးကြည်နူးသွားမိတာပေါ့နောက်ရက်တွေမှာလည်းနှုတ်ပို့သမားကမနက်6နာရီဆိုတကားလာခောက်တယ်ကျွန်တော်ကပတ်စံပေးနှုတ်ဘူးယူပြီးရင်အဖွားဝန်တစ်တာလာဖွင့်ပြီးလက်ပလာနဲ့ပြန်သွားတာကိုကင်မရာကနေထိုင်ကြည့်ပြီးနှုတ်တောက်တာပေါ့တခါတလေတက်လေကားထဲမှာသူနဲ့ဆုံတက်သေးတယ်အရင်ကသူ့မျက်နှာပေါ်မှာရှိခဲ့တဲ့အပြုံးတွေကအခုတော့ကျွန်တော်မျက်နှာပေါ်ရောက်နေပြီးသူကတော့ကျွန်တော်ကိုမြင်ရင်အောင့်တက်တက်နဲ့အတင်းပြုံးပြရုံပဲနှုတ်ဆက်တော့တယ်သူ့မျက်လုံးတွေထဲမှာမကျေနပ်မှုတွေရောဇဝေဇဝါဖြစ်နေတာတွေရောအပြည့်ပဲဒီနို့တွေဘလို့နီးနဲ့ပျောက်ကုန်တာလဲဆိုတာကိုသူတော်တော်လေးစဉ်းစားနေမှအသေးချာပဲနေကောင်းရဲ့လားအဖွားဝင်ကြည့်ရတာတခုခုစိတ်မသက်မသာဖြစ်နေတယ်လို့ပဲနော်လို့ကျွန်တော်ကမေးလိုက်တော့သူကမျက်မှောင်ချုပ်ပြီးခေါင်းမဲခါပြတော့တယ်ဓာတ်လေကားထဲမှာလည်းတိတ်ဆိတ်လို့တကယ်တော့ဒီလိုဖြစ်နေတာကိုကျွန်တော်သဘောကျပါတယ်တယောက်နဲ့တယောက်မပတ်သက်ပဲကိုလန်းကိုသွားကြတာပေါ့ကျွန်တော်ဘဝလေးလည်းနောက်ဆုံးတော့အေးချမ်းသွားပြီးဒါပေမဲ့အဲ့ဒီအေးချမ်းမှုကတပတ်လောက်ပဲခံခဲ့တာပါတနေ့မှာတော့ကျွန်တော်အလုပ်ကိစ္စတွေနဲ့အိမ်မှာအလုပ်ရှုပ်နေတော့တကားပဲတန်ရုတ်တရက်မြည်လာတယ်အစားအသောက်လာပို့တာနေမှာပါဆိုပြီးတကားတော့ဖွင့်ပေးလိုက်တော့ဟာလက်နက်အပြည့်စုံနဲ့အထူးရဲတပ်ဖွဲ့အဖွဲ့ဝင်တွေကျွန်တော်ရှိမှရက်နေတာတခုခုကူညီပေးရမလားခင်ဗျာလို့မေးလိုက်ပေမဲ့သူတို့ကဘာမှပြန်မပြောဘူးကျွန်တော်ကိုတွန်းဖယ်ပြီးအိမ်ထဲကိုအတင်းဝင်လာကြတယ်ပြီးတော့အဖွဲ့ကောင်းဆောင်ကဖိုင်တွဲတစ်ခုကိုထုတ်ပြီးကျွန်တော်ရင်ပန်းသားကိုထိုးပေးလိုက်တယ်မင်းစီကအချက်လက်တချို့ကိုစစ်ဆေးရမယ်ဒါကိုအရင်ကြည့်လိုက်ဦးတဲ့သူ့မျက်နှာကတကယ်ကိုအေးဆက်နေတာပဲသူ့နောက်ကရဲတွေကလည်းကျွန်တော်ရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေကြတယ်ကျွန်တော်သာတခုခုတုံ့ပြန်လိုက်ရင်တော့ကျမ်းပြင်ပေါ်မှာမောက်ရတာအဖမ်းခံရမှာတေချာတယ်ကျွန်တော်ရင်တွေဒိန်းဒိန်းခုန်လာပြီးမကောင်းတဲ့အငွေသက်တွေကိုခံစားလိုက်ရတယ်တုံရင်နေတဲ့လက်တွေနဲ့ဖိုင်ထဲကစာရွက်ကိုထုတ်ကြည့်လိုက်တော့ခေါင်းစဉ်မှာကျန်းတမျိုးမူရစ်စီဝါတိုက်ခတ်ရေးအဖွဲ့တိုင်ကြားလာတဲ့တိုင်ကြားခံရသူကကျွန်တော်တိုင်တဲ့သူကတော့ကျွန်တော်အိမ်ကြီးချင်းအဖွားဝန်ကျွန်တော်ကြောင့်အန်ကြီးဖြစ်သွားမိတယ်စာရွက်အောင်နာကိုကြည့်လိုက်တဲ့အခါလက်ရင်းနဲ့အထူးကြီးရေးထားတဲ့စကားလုံးလေးလုံးကိုတွေ့လိုက်ရတယ်အဲ့ဒီမှာတင်ကျွန်တော်ဟာမိုးကြိုးပြစ်ခံလိုက်ရတယ်လို့မျိုးတကူလုံးစက်ခနဲတုံသွားတော့တာပဲ